တစ်ကိုင်းကြီးတွေကအပေါ်မတက်ဘဲနဲ့အောက်ကိုလဲပြားပြီးတော့ကားထွက်နော်ဆပင်ဖားရချထားတဲ့ပုံစံအဲ့ဒီတစ်ပင်ကြီးတွေကိုသူတို့ဘယ်လိုခေါ်တော့လို့မေးတော့ weeping tree တဲ့ငိုးနေသောတစ်ပင်ကြီးများလို့ဒီလိုခေါ်တယ်အဲ့ဒီတော့တုတ်တံမှာငိုးနေသောတစ်ပင်ကြီးများရဲ့အောက်မှာတောယုံကလေးတွေခိုအောင်ပြီးတော့နေကြတုတ်တံနဲ့လှည့်လည်ပြီးတော့ကြည့်လိုက်တဲ့အခါမှာခုနကပန်းချင်းကလေးတွေချထားတာရှိတယ်အယုတ်ကလေးတွေချထားတာရှိတယ်နာမည်လေးတွေရေးထားတာရှိတယ်ဘယ်နေ့ဘယ်ရက်ကဘသူကွယ်လွန်နေစာရောက်သွားသည်ဆိုတာလေးတွေရေးထားတယ်မှတ်တမ်းလေးတွေကြောက်စာလေးတွေကြောက်ပြားလေးတွေကတ်ထားတယ်တမလွန်ဘဝကဆွေမျိုးများရဲ့အရေးကိုဒီလိုဆောင်ရွက်ထားကြတယ်အဲ့ဒီဆောင်ရွက်မှုတွေကဒီဘဝနေတဲ့ပုဂ္ဂိုလ်အတွက်အလွမ်းပြေကလေးတော့ဖြစ်ကောင်းဖြစ်လိမ့်မယ်နောက်ဘဝအတွက်အကျိုးရှိမရှိတမလွန်ဘဝကပုဂ္ဂိုလ်အတွက်အကျိုးရှိသလားမရှိဘူးလားဆိုတာတော့ဘယ်သူမှမပြောနိုင်ဘူးတဲ့ဟုတ်ကဲ့တချို့မြန်မာနိုင်ငံမှာတွေ့ရဘူးတာပေါ့ Chinese tradition တရုတ်အမျိုးသားမျိုးကွယ်လွန်နေစာရောက်သွားတဲ့အခါကျတော့တမလွန်နေစာရောက်သွားတဲ့တမလွန်ဘဝရောက်သွားတဲ့ဆွေမျိုးသားချင်းအတွက်ငွေစက်ကူတွေပတ်စံအတုပေါ့လေအစ်စ်တော်လည်းလုံးလို့မရဘူးငွေစက်ကူအတုတွေမီးရှို့ပြီးတော့ပေးလိုက်ပါအတွက်နောက်ဘဝသုံးဖို့အတွက်နော်သို့တော့တမလွန်ဘဝပါသွားတာတော့ဘာမှမမြင်ဘူးဒီရှို့လိုက်တဲ့ဟာလည်းပဲပြာဖြစ်သွားတာပဲတွေ့လိုက်ရတာလမ်းမှာလည်းခင်းသွားတယ်စာရွက်တွေဘာတွေတော့မသိဘူးပေါ့ဝုတ်ဖို့စားဖို့ဆိုပြီးတော့အဝတ်တွေအစားတွေလည်းပြည့်စုံအောင်ထည့်ပြီးတော့မြေထဲမြုပ်ပေးလိုက်ကြတယ်သို့တော့ညကြတော့တုတ်တန်ဆောင်တွေတို့ဘာတို့သူ့ဘာယာစာတွေကဖော်ပြီးတော့ကောင်းတာတွေယူလိုက်ကြတယ်လူတော့တုံးလုံးပဲခြံရတာရှေးကဆိုရင်ပို့ပြီးတော့ရင်းဖြစ်သေးတယ်နောက်ဘဝမှာတဲ့နေဖို့ထိုင်ဖို့အတွက်စီးဖို့ရင်တွေရောထည့်ပေးလိုက်တယ်အမျိုးစုံပဲဒါတွေကတော့တုတ်တန်တစ်ခုကိုသင်္ချိုင်းတစ်ခုကိုလေးလာကြည့်မယ်ဆိုလို့ရှိရင်လူသားမျိုးနွယ်တွေဟာအမျိုးမျိုးစိတ်ကူးကြံစပြီးတော့တမလွန်ဘဝကဆွေမျိုးတွေရဲ့အရေးကိုဆောင်ရွက်နေကြတာဒီကနေ့အထိပဲဒီကနေ့အထိဆောင်ရွက်နေကြတယ်အဲ့ဒီဆောင်ရွက်သမျှတွေဟာတကယ်ကောအကျိုးရှိပါလားလို့စဉ်းစားတဲ့နဲ့သို့တော့မစဉ်းစားဘဲနဲ့ဆောင်ရွက်နေတာတွေအများကြီးပဲလောကကြီးမှာတကယ်အကျိုးရှိမရှိမသိဘဲနဲ့လုပ်နေကြတာတွေမများဘူးလားများတယ်မှန်းဆပြီးတော့လုပ်နေတာဒီလိုလုပ်တာဘာအကျိုးရှိတယ်ဆိုတာစဉ်းစားတဲ့နာပေါ့အခုမြန်မာပြည်မှာလုံနေတာလေးတွေရှိသေးတယ်။သေတဲ့လူကသေသွားပြီ။ဘာလုပ်နေမွေးနေ့တွေလုပ်နော်။သေသွားတဲ့ပုဂ္ဂိုလ်အသက်100ပြည့်မွေးနေ့ဆိုတော့သေတဲ့ပုဂ္ဂိုလ်ကအသက်100ရှိပါအောင်မလား။ဒုတိယဟာသေသွားပြီ။ဆိုပါစို့80 80လောက်ကသေသွားပြီ။သူ့ရဲ့မွေးနေ့အနှစ်100ပြည့်ဆိုပြီးတော့နောက်အနှစ်20လောက်ကြာလာလှုပ်တယ်တခါတရံကျတော့ဒီလူကရှိသေးလို့လားတကယ်အသက်ရှင်နေတာလားဆိုတော့မဟုတ်ဘူးသေတာဖြင့်ကြာပြီအရိုးတောင်ဆွေးသွားပြီသို့တော့မွေးနေ့ဆိုပြီးတော့လှုပ်မွေးနေ့လှုပ်ပြီးကုသိုလ်ကောင်းမှုလုပ်ရင်တော့ကုသိုလ်တော့ရတာပေါ့ကုသိုလ်ရပါတယ်အမှတ်တရလည်းဖြစ်တော့ဖြစ်တာပေါ့သို့တော့အဲ့ဒီလူကအသက်100ဟုတ်ပါမလားသူသေးတာက80လောက်ကသေသွားတယ်ဆိုသူဘယ်လိုလုပ်ပြီးအသက်100ပြည့်မလို့မပြည့်ဘူးပေါ့နိုင်ငံရခြားမှာဗမာပြည်မှာတော့သိမတွေ့ရပါဘူးကြော်ညာဈေးတွေကြီးလို့ထမရဲ့နိုင်ငံရခြားမှာဆိုတော့စင်ကာပူတို့မလေးရှားတို့ရောက်တဲ့အခါမှာသတင်းစာကြီးတွေကြီးလိုက်လို့ရှိရင်လွမ်းပြထားတဲ့သတင်းတွေအများကြီးပဲဓာတ်ပုံအကြီးကြီးတွေဗမာပြည်မှာလည်းတစ်ခါတော့တွေ့ပါတယ်ဟိုမှာကျတော့ပူများတယ်
ဘယ်နှစ်ပြည့်သွားပြီမေးလို့မရသေးဘူးဆိုတဲ့အလွမ်းစာတွေအလွမ်းကြပြားတွေနဲ့ဓာတ်ပုံကြီးတွေနဲ့ဖော်ပြနေတာရှိတယ်တွေ့ဘူးကြပါလိမ့်မယ်အလွမ်းကြပြားတွေစာစီပြီးတော့လွမ်းပြထားကြတယ်မလွမ်းတင်ဘူးလားဆိုလွမ်းတော့လွမ်းတင်တာပေါ့ဒါပေမဲ့လို့လွမ်းပြလိုက်လို့ရတဲ့အကျိုးတရားကကိုယ့်အတွက်ဖြည့်သိမ့်စရာလေးတစ်ခုတော့ဖြစ်ကောင်းဖြစ်မယ်တမလွန်ဘဝကဆွေမျိုးတွေအတွက်ဘာဖြစ်မလဲဘာမှဖြစ်ကိုယ်ကသာလွမ်းသူကလွမ်းညင်မှာလွမ်းဟုတ်ကဲ့လားကိုယ်ကသာလွမ်းပြီးသူကလွမ်းညင်မှာလွမ်းမယ်ဆိုတာတကယ်ပဲကြားဖို့ကြပါလိမ့်မယ်ဘုရင်ကြီးတစ်ပါးကသူ့ရဲ့မိဖုရားအမတန်ချောမောလှပတဲ့မိဖုရားငယ်ငယ်ရွယ်ရွယ်သိဆုံးသွားတဲ့အခါကျတော့ဒီရုပ်အလောင်းကိုမစွန့်ပစ်ရဲလို့မပုတ်မသိုးအောင်လုပ်ပြီးတော့မှန်ကောင်းနဲ့ထည့်ပြီးတော့ထမင်းမစားနိုင်မတောက်နိုင်မအိပ်နိုင်အဲ့ဒီအလောင်းသားမှာပဲထိုင်ပြီးတော့ဘုရင်ကြီးဟာတငုံကိုတယိုယိုလုပ်နေဘယ်သူမှနားချလို့မရဘူးတည်သွားတဲ့ပုဂ္ဂိုလ်ဆိုတာပြန်ခေါ်လို့လည်းရတာမဟုတ်ဘူးနားချလို့မရဘူးနောက်ဆုံးကျတော့ပညာရှိအမတ်တွေကဥယျာဉ်ထဲမှာရောက်နေတဲ့ပညာရှိယသိကြီးတစ်ပါးကိုတွေ့တော့အဲ့ဒီယသိကြီးကိုပင့်ပြီးတော့နားချခိုင်းရယသိကြီးကပြောတယ်တဲ့ရှင်မင်းကြီးဘယ်သူ့ကိုလွမ်းနေတာတော့ဒီမိဖုရားလေးကိုလွမ်းနေတယ်အဲ့ဒီမိဖုရားလေးပဲရောက်နေတယ်ဆိုတာသိလားမသိဘူးရှင်ဘုရားသိရင်ပြောစမ်းပါသိတယ်ငါမင်းမိဖုရားလေးဥယျာဉ်ထဲမှာရောက်နေတယ်လူတော့မဟုတ်ဘူးနောက်ချီပို့တော့လူဘဝတုန်းကလည်းအလှပြင်းနေတာနဲ့အချိန်ကုန်တယ်သေတော့နောက်ချီပို့တော့ဖြစ်တယ်ဘုရင်ကြီးကသာလွမ်းနေတယ်ဟိုကနောက်ချီပို့တော့ဘဝမှာနောက်ချီပို့တော့ဘိုလ်ကြီးနဲ့ဟိုမှာနောက်ချီပို့တော့ဘိုလ်ကြီးကရှေ့ကသွားလူကနောက်ကလိုက်နောက်ဘဝမှာအတွဲနဲ့သူကဖြစ်နေဒီကကိုရောမြတ်ကအလောင်းကိုမစွန့်နိုင်ဘူးတငုံကိုတူယူလို့ဒီသေးကြီးပြောစကားကိုမယုံဘူးအေးမယုံလို့ရှိရင်သူကိုယ်တိုင်ပြောရင်ရောယုံမလားလဲဆိုယုံမယ်ဒါဖြင့်သွားမယ်ဥယျာဉ်ရောက်တဲ့အခါကျတော့နောက်ချီပိုးတို့ကောင်တွေ့နင်ဘသူတုံးလို့အတိတ်ဘဝပြောတော့နောက်ချီပိုးတို့ကပြောတဲ့သူဟာဥပရိဆိုတဲ့မိဖုရားပါသေသွားပြီးတော့နောက်ချီပိုးတို့ဘဝရောက်နေတယ်ဟုတ်တယ်ဒါဖြင့်ဒီဘုရင်ကြီးကိုချစ်သလားလို့မေးတဲ့အခါကျတော့ဟိုတုန်းကတော့ချစ်မှာပေါ့အခုတော့သူတတိမရပါဘူးလို့ပြောတယ်ဒါဖြင့်သူကတတိမရပါဘူးဆိုတော်သေးတယ်ဘာပြောတော့ဘုရင်ကြီးရဲ့လက်ချောင်းသွေးနဲ့တဲ့အခုသူနောက်ချီပိုးတို့အဖိုးရဲ့ခြေထောက်ကိုဆေးပေးခြင်းနဲ့တဲ့အဲ့ဒီကြတော့ဘုရင်ကြီးစိတ်နာသွားတယ်ချက်ချင်းပဲဟုတ်လားမှန်ကောင်းတဲ့အလောင်းထုတ်ပြီးတော့မိတချို့ဖြစ်လိုက်တယ်ရှေမိုးချိုးပျော်ပျော်ပါးပါးနေနိုင်တဲ့ဘဝရောက်သွားဒါတကယ်ဖြစ်ပြခဲ့တဲ့ဇာလံတစ်ခုအနေနဲ့ဟောပြထားတာရှိပါတယ်အေးလောကကြီးမှာလူတွေကဘယ်လိုလွမ်းနေနေတမလွန်ဘဝကဆွေမျိုးတွေကကိုယ်လွမ်းညင်မှလွမ်းမှာဒါကတော့သိချတယ်သို့တော်လွမ်းသည်ဖြစ်စေမလွမ်းသည်ဖြစ်စေတမလွန်ဘဝကဆွေမျိုးသားချင်းတွေအတွက်ကောင်းအောင်သူတို့ရဲ့အရေးကိုစဉ်းစားပြီးတော့တမလွန်ဘဝကဆွေမျိုးများအရေးကိုတော့အလေးနဲ့ထားပြီးတော့စဉ်းစားသင့်တယ်တဲ့အကျိုးရှိတဲ့အလုပ်တစ်ခုလုပ်ပေးရမယ်လို့ဆိုတယ်အကျိုးရှိတဲ့အလုပ်တစ်ခုဆိုတဲ့နေရာမှာမြတ်စွာဘုရားဟောထားတာတမလွန်ဘဝကဆွေမျိုးများအရေးနဲ့ပတ်သက်ပြီးတော့ခုတ်တကပါဠိပါဠိတော်မှာတိရောကုတ်တသုတ်ဆိုတာရှိတယ်တိရောကုတ်တရဲ့အဓိပ္ပာယ်ကနံရံရဲ့ဟိုဘက်မှာလို့ဒီလိုအဓိပ္ပာယ်ရတယ်အိမ်ဒီမှာနံရံရှိတယ်မဟုတ်လားနံရံအပြင်ဘက်မှာလို့ဒီလိုပြောတာလူတွေကနေတာအိမ်ထဲမှာနေတာလေနံရံရဲ့အတွင်းမှာနေကြတယ်အိမ်နံရံရဲ့အတွင်းမှာ
တမလွန်ဘဝကဆွေမျိုးတွေကတော့ဟိုဘက်ရောက်သွားပြီနန်ရဟိုဘက်ကလူဖြစ်သွားပြီသူတို့အရေးကိုဘယ်လိုစဉ်းစားရမလဲမြတ်စွာဘုရားပြောတယ်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့ငိုယိုပြီးတော့မျက်ရည်ကျနေလို့လွမ်းပြနေလို့သူတို့အတွက်ဘာမှအကျိုးမရှိဘူးတဲ့ဘာမှအကျိုးမရှိဘူးသူတို့ရဲ့ဘုံဘဝမှာဆိုပါစို့ဆွေမျိုးသားချင်းတယောက်ဟာပြိတ္တာဖြစ်သွားအဲ့ဒီပြိတ္တာဘဝမှာစီးပွားရေးလုပ်ငန်းဆိုတာဘာမှမရှိဘူးဆိုင်ဖွင့်ပြီးတော့ဈေးရောင်းလို့လည်းမရဘူးကျွဲနွားမွေးပြီးတော့မွေးပြီးလုပ်လို့လည်းမရဘူးမြေခွက်တွေရှာပြီးတော့လေယာလုပ်ငန်းလုပ်လို့လည်းမရဘူးတဲ့ကံပေးသမျှနဲ့အသက်ရှင်နေကြရတယ်တဲ့သူတို့ဘဝတနည်းအားဖြင့်ပြိတ္တာဘဝရောက်တဲ့ပုဂ္ဂိုလ်တွေကဒီဘဝကကုသိုလ်ကောင်းမှုကြံရစ်တဲ့ဆွေတွေမျိုးတွေကကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေလိုက်တဲ့အခါမှာဝမ်းမြောက်နှုမောတာဓုခေါ်လိုက်လို့ရလိုက်တဲ့ကုသိုလ်လေးကြောင့်ခံစားမှုလေးတွေရတယ်တဲ့သို့မဟုတ်ရင်သူတို့မှာရှိတဲ့ကုသိုလ်လေးနဲ့သူတို့မှာရှိတဲ့ဘဝအကျိုးပေးလေးနဲ့ဆိုရင်အမတန်မှဆင်းရဲကြတယ်လို့ပြောတယ်အဲ့တော့လုံးသိမ့်လှုပ်ထိုက်တာကဘာလဲလို့ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီးအမျှဝေရမယ်လို့ပြောတာဒါတမလွန်ဘဝကဆွေမျိုးများရဲ့အရေးဒါနဲ့ပတ်သက်ပြီးတော့မေကွန်းတစ်ခုမေးထားဘူးလေမြတ်စွာဘုရားသခင်ကိုရောမြတ်ကတာဝတိပြည်ဇေရဝံကျောင်းသတင်းသုံးနေတဲ့အချိန်မှာတာဝတိပြည်ကဇာနုသောနိဆိုတဲ့ပုံနာကြီးတယောက်ရှိဇာနုသောနိဆိုတာမင်းဆရာပရောဟိတ်ပဲယာဓုရဲ့နာမည်လို့ပြောတယ်ဇာနုသောနိဆိုတဲ့ဘုရင်ဆရာပရောဟိတ်ပုံနာကြီးကမြတ်စွာဘုရားကိုမေးတယ်တဲ့သူတို့အစဉ်အလာယုံကြည်ချက်အရာဓမ္မလွန်ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေအတွက်ကုသိုလ်ကောင်းမှုတွေဒါနကောင်းမှုတွေပြုပေးကြတယ်အလှူဒန်းလုပ်ပေးတယ်ဒါကဘသူကိုရည်စူးပြီးတော့လှူပါတယ်ပေါ့တတ္ထလို့ခေါ်တဲ့ဓမ္မလွန်ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေကိုထမင်းနေပါတွေထမင်းဟင်းတွေတီထားပြီးတော့ကျွေးမွေးကြတယ်သူတို့အတွက်ထမင်းခဲပွဲတွေကိုပြင်ဆင်ပြီးတော့ကျွေးမွေးကြတယ်ဒါနကောင်းမှုတွေလုပ်ပေးကြတယ်ထမင်းခဲပွဲပြင်ဆင်ပြီးတော့လုပ်ကြတယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေဟာအဲ့ဒီလိုလုပ်တာဟာဓမ္မလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တွေအတွက်တကယ်ပဲသူတို့စီမှာအကျိုးကျေးဇူးတွေရရှိနိုင်သလားဒီဒါနကောင်းမှုတွေကိုသူတို့တကယ်ပဲခံစားရသလားလို့ဘေကုမေးတာဘုန်းကြီးတို့တွေလည်းပဲကြည့်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာအစဉ်အလာရလူတွေဟာကွယ်လွန်နှုတ်ဆက်ရောက်သွားတဲ့ဆွေတွေမျိုးတွေကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်အဲ့ဒီလိုလုပ်တာဟာဓမ္မလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တွေအတွက်အကျိုးရှိသလားလို့ဆိုတာစဉ်းစားဖို့လိုအပ်တယ်ပေါ့မလိုအပ်ဘူးလားမစဉ်းစားဘဲနဲ့လုပ်လို့ရှိရင်ဆိုပါစို့ဓမ္မလွန်ဘဝကပုဂ္ဂိုလ်ကဘယ်နေမှလည်းမသိဘူးလိပ်စာလည်းမရှိဘူးရှိရလားလိပ်စာမရှိသလိုတယ်လီဖုန်းနံပါတ်လည်းမရှိဘူးတယ်လီဖုန်းနံပါတ်ရှိရင်လည်းလှမ်းခေါ်ရသေးရဲ့နော်လိပ်စာရှိရင်လည်းပဲစာထည့်ပြီးတော့ပေးရသေးတယ်ခုတယ်လီဖုန်းနံပါတ်လည်းမရှိဘူးလိပ်စာလည်းမရှိဘူးဘယ်ပြုတ်ဘယ်ရွာမှလည်းမသိဘူးအဲ့လိုမသိဘဲနဲ့မှန်းရမ်းပြီးတော့လုပ်နေတာဟာသူ့စီမှာအကျိုးကျေးဇူးတွေရပါမလားလို့မစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်သို့တော့စဉ်းစားရမှာပြင်းကြတယ်မစဉ်းစားဘူးအစဉ်အလာရပဲလှုပ်တာပဲခုနဂျပန်ဘုန်းကြီးပြောသလိုပဲထုံးစံအရသာလှုပ်လိုက်တာဝိညာဉ်တွေဘယ်နှခုလွတ်သွားတယ်ဆိုတာသူတို့မသိဘူးရွတ်တော့ရွတ်နာပဲတို့တွေလည်းကုသိုလ်ကောင်းမှုတွေလုပ်ပြီးမြတ်တမ်းတော်ပေးဝေနေကြတာပဲကိုပေးဝေတဲ့ကုသိုလ်ကောင်းမှုတွေရဲ့အမြတ်တမ်းကိုသူတို့တကယ်ရလားမရလားဆိုတာမစဉ်းစားဘူးဆိုလို့ရှိရင်တော်ပါမလား
ဒါကြောင့်မလို့စဉ်းစားတဲ့လူတယောက်ကမြတ်စွာဘုရားကိုမေးထားတယ်ဒီလိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်တဲ့ဒါနကောင်းမှုရဲ့အကျိုးတရားကိုသူတို့ခံစားရသလားလို့မေးတော့မြတ်စွာဘုရားကဖြေတယ်ဘုရားကတူတူလေးဖြေလိုက်တာဌာနေကပ္ပတိအဌာနေနကပ္ပတိရနိုင်တဲ့နေရာဆိုရင်တော့ရတာပေါ်တယ်မရနိုင်တဲ့နေရာဆိုမရဘူးတဲ့ဟောဒါဘုရားဖြေတာနော်ရနိုင်တဲ့နေရာဆိုရင်ရမယ်တဲ့မရနိုင်တဲ့နေရာဆိုမရဘူးဆိုတော့အရှင်ဘုရားတဲ့တပည့်တော်နားမလည်ဘူးရနိုင်တဲ့နေရာမရနိုင်တဲ့နေရာကိုခွဲပြောပါအောင်ဆိုတော့မြတ်စွာဘုရားကရှင်းပြဘယ်သူပဲဖြစ်ဖြစ်တတ္တဝါဆိုတာဘယ်သူမပြုမိမိမှုပဲမြန်မာစကားရှိတယ်မို့လားကိုယ်ဝန်ကိုယ်ထမ်းကိုယ်လန်းကိုယ်သွားဟုတ်ကလားဒါကဘာကိုရည်ရွယ်ပြောတာတုံးဆိုလို့ရှိရင်တမလွန်ဘဝခရီးသွားတဲ့အကြောင်းကိုပြောတာကိုယ်ဝန်ကိုယ်ထမ်းတမလွန်ဘဝမဟုတ်ဘူးခုဘဝမှာခရီးသွားရင်ကတော့ကိုယ်ဝန်ကိုအလုသမားငှားပြီးတော့ထမ်းခိုင်းတာရှိတယ်လေဟုတ်ကလားကိုယ်ဝန်ကိုယ်ထမ်းမဟုတ်ဘူးကိုယ်ဝန်ကိုသူ့ထမ်းခိုင်းမယ်ကိုလန်းကိုမသွားဘူးကားလန်းကသွားမယ်ကိုယ်ဝန်ကိုယ်ထမ်းကိုလန်းကိုသွားဆိုတာတမလွန်ဘဝကိုသွားတာကိုပြောတာနော်အဲ့ဒီကြရင်တော့အလုသမားငှားလို့မရဘူးအလုသမားငှားလို့မရသည့်အတွက်ကြောင့်ကိုယ်ဝန်ကိုယ်ထမ်းပြီးသွားရမယ်ကိုလုပ်တဲ့ကံအားလျော်စွာတမလွန်ဘဝရောက်ရှိပြီးတော့သွားမယ်ထိုရောက်တဲ့အခါမှာလည်းပဲဝိညာဉ်အနေနဲ့တည်သွားပြီးတဲ့နောက်မှာဝိညာဉ်အနေနဲ့စောင့်ဆိုင်ပြီးတော့နေရတာမျိုးမရှိဘူးအခုတည်အခုနောက်ဘဝမှာမွေးမယ်ချက်ချင်းမွေးတယ်24ပစ္စည်းထဲမှာအနန္တရပစ္စယောဆိုတဲ့ထင်ပဲအခုတည်သည်ဤအခြားမဲ့ဆိုတာဈာထဲမှာဘာမှမချဘူးတမလွန်ဘဝဆိုတာတည်သည်ဤအခြားမဲ့ပဲအခုသုတိစိတ်ကြားလိုက်တာနဲ့တပြိုင်နက်ပရိသေတွေနောက်ကလာသို့တော့လူတွေကယုံကြည်နေကြတယ်မျက်မှောက်ဘဝနဲ့တမလွန်ဘဝဒီဘဝနှစ်ခုစัจ जाလေးမှာတဲ့အန္တရာဘဝဆိုတဲ့ဈာကာလဘဝကလေးတစ်ခုရှိသေးတယ်လို့ဒီလိုယုံကြည်ကြတယ်ဒါဗုဒ္ဓဘာသာသမိုင်းမှာကိုပဲအဲ့လိုယုံကြည်တယ်ဆိုတာရှိတယ်ဒီကနေ့တိဘက်နိုင်ငံမှာရှိတဲ့တိဘက်ဗုဒ္ဓဘာသာဝင်တွေကလူတယောက်သေသွားလို့ရှိရင်တဲ့ဈာကာလဘဝလေးမှာ49ရက်နေတယ်နော်49ရက်ဟိုဘဝမသွားသေးပဲနဲ့ဒီဘဝ49ရက်ဈာမှာဆူတောင်းပေးမယ်မေတ္တာပို့ပေးမယ်ကုသိုလ်တွေလုပ်ပေးမယ်ဒီလိုသဘောမျိုးမြန်မာလူမျိုးတွေလည်းပဲယုံကြည်တဲ့သဘောလေးရှိတာပဲရက်လဲတယ်ဆိုတာဘယ်နှစ်ရက်မှလဲတာလဲ9ရက်မှလဲတာမြို့ကလူတွေတော့မြန်မြန်လဲပြစ်ကြတယ်ထင်ပါ9ရက်ရက်လဲတယ်ဆိုတာတချို့လူတွေကထင်တယ်9ရက်မရှိမချင်းတည်သွားတဲ့လူကအိမ်ပေါ်ကမဆင်းဘူးတဲ့ဒါကြောင့်မို့ထင်တယ်ကြောက်ကြတေတော့ကတော့တူတူနေပြီးတော့ရှင်တော့ကတော့တူတူနေပြီးတေကြတော့မှဘယ်လိုကြောင့်ကြောက်တယ်သိကြောက်ဖို့ကောင်းတာမသေးခင်ကကြောက်ဖို့ကောင်းတာတေသွားရင်ဘာမှလုပ်လို့ရတာမဟုတ်တော့ဘူးเนาะသို့တော့လူတော်တော်များများကတေသွားမှကြောက်တယ်မလှုပ်နိုင်မှပိုကြောက်တယ်เนาะလှုပ်နိုင်တော့ကတော့မကြောက်ဘူးသိပြီးတော့9ရက်တိတိအန္တရာဘဝဈာကာလဘဝကြီး